မင်္ဂလာပါခင်ဗျာဒီဗီဒီယိုမှာကွာရှင်းခြင်းနဲ့တက်ဆိုင်တဲ့ vocabulary တွေကိုတက်စစ်စီတဲ့ဝေပြတော့ပြပါမယ်ခင်ဗျာလိုက်ပြီးတော့မှကြည့်ကြည့်ပါနံပါတ်1 divorce verb အနေနဲ့ကွာရှင်းဒီဥပမာ they divorced a few months ago they divorced a few months ago ဒါဆိုရင်လွန်ခဲ့တဲ့လအနေငယ်ကသူတို့ကွာရှင်းခဲ့ကြတယ်ဒါကိုကျွန်တော်တို့က adjective အနေနဲ့လည်းသုံးလို့ရတယ် ed ထည့်ပြီးတော့မှာ divorce ကွာရှင်းထားတော့ဥပမာအနေနဲ့ they are divorced ဒါဆိုသူတို့ကကွာရှင်းထားကြတယ်ဒါ they are married နဲ့ sentiment နော် they are divorced သူတို့ကွာရှင်းထားကြတယ်အကယ်၍တရားဝင်ကွာရှင်းထားတာမျိုးမဟုတ်ဘူးဒါပေမဲ့ခွဲနေကြတာမျိုးကိုကျွန်တော်ကပြောချင်တယ်ဆိုရင်ဒီလိုပြောလို့ရတယ် they are separated နော် they are separated သူတို့ခွဲနေကြတယ်နော်တရားဝင်ကွာရှင်းထားတာမဟုတ်တရားဝင်ကွာရှင်းထားတယ်ဆိုရင် they are divorced ကျွန်တော်အဲ့လိုပြောလို့ရတယ်နံပါတ်3ထောက်ပံ့ငွေနော် alimony alimony ဆိုတာကျွန်တော်ကွာရှင်းထားတဲ့အိမ်ထောင်ဖက်ကိုပေးရတဲ့ထောက်ပံ့ငွေ alimony ဟုတ်ပြီဥပမာ she is an independent woman သူမကအမိခိုကင်းတဲ့မိန်းမတစ်ယောက်ဖြစ်တယ် she refuses to accept alimony she refuses to accept alimony အဲ့လိုပြောလိုက်ရင်တော့သူမကအမိခိုကင်းတဲ့မိန်းမတစ်ယောက်ဖြစ်တယ်သူမထောက်ပံ့ငွေကိုသူမလက်မခံသူယောက်ျားပေးတယ်သူ့ရဲ့ကွာရှင်းထားတဲ့ယောက်ျားပေးတဲ့ထောက်ပံ့ငွေကိုသူမမယူအဲ့ဒီပဲဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခု child support ဒါကကျတော့ကလေးကိုထောက်ပံ့ငွေကလေးထောက်ပံ့ငွေပေါ့နော် okay ဥပမာ he refuses to pay child support ကွာရှင်းထားလို့နော်ကွာရှင်းထားလို့ကလေးကိုပေးရတဲ့ထောက်ပံ့ငွေ he refuses to pay child support သူကကလေးထောက်ပံ့ငွေကိုသူမပေးဘူး okay နောက်တစ်ခု custody နော် custody ဆိုတာကလေးအားစောင့်ရှောက်ခွင့်ပေါ့နော်ဒါကကျတော့ဒါ legal term လေးတစ်ခု custody ကလေးအားစောင့်ရှောက်ခွင့်ဥပမာအနေနဲ့ဆိုရင်ဘယ်လိုတွေ့ရလဲရှိလဲဆိုတော့မှာ they share custody of their son they share custody of their son ဒါဆိုသူတို့ရဲ့သားလေးကိုသူတို့နှစ်ယောက်လုံးကွာရှင်းပြီးတဲ့နေရာသူတို့နှစ်ယောက်လုံးစောင့်ရှောက်ခွင့်ရှိတယ်ဒါသူတို့နှစ်ယောက်လုံးတယောက်တလဲပေါ့နော်စောင့်ရှောက်ကြတယ်အဲ့ဒီပဲဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ဘယ်လိုလေးလဲတွေ့ရလဲရှိလဲဆိုတော့မှာ he lost custody of his son ဒီလိုလဲတွေ့ရလဲရှိတယ်နော် he lost custody of his son ဆိုရင်သူ့ရဲ့သားလေးကိုသူစောင့်ရှောက်ခွင့်သူဆုံးရှုံးသွားတယ်ဟုတ်လားမရတရားရုံးကသူ့ကိုစောင့်ရှောက်ခွင့်မပေးဘူးဖြစ်နိုင်တာသူနဲ့မတင်တော့လို့တရားရုံးကသူ့ရဲ့သားလေးကိုစောင့်ရှောက်ခွင့်မပေးဘူးဒါဆိုရင်ကျွန်တော်တို့ကဒီလိုပြောလို့ရတယ် he lost custody of his son နောက်ထပ် custody ကိုကျွန်တော်တို့ကတရားရောက်ကိုကျွန်တော်တို့ကထိန်းသိမ်းထားခြင်းဆိုတဲ့အဓိပ္ပာယ်နဲ့လည်းသုံးလို့ရတယ်ဥပမာ he is in police custody ဒါဆိုရင် तू အမှုတစ်ခုခုကျိုးလွန်ထားလို့ပေါ့နော်ရဲတွေက तू ထိန်းသိမ်းထားတယ်ချုပ်ထားတာပဲဖြစ်ရဲစခန်းထဲမှာခေါ်ထားတာပဲဖြစ်he is in police custody ဟောတဲ့ဘယ်လိုတွေလဲတွေ့ရလဲရှိလဲဆိုတော့he was taken into custody ဒါလည်းအတူတူပဲเนาะသူ့ကိုရဲတွေကနေပြီးတော့မှထိန်းသိမ်းထားတယ်เนาะအချုပ်ချထားတာဒါမှရဲစခန်းမှာခေါ်ပြီးထိန်းသိမ်းထားတာ he was taken into custody အဲ့လိုပဲဟုတ်ပြီနောက်တစ်ခု widowed ကျွန်တော်တို့ adjective အနေနဲ့ဆိုရင်ဒါမုတ်ဆိုးဖို့မုတ်ဆိုးမှဖြစ်တော့ဒါယောက်ျားအတွက်ပဲဖြစ်ဖြစ်မိန်းမအတွက်ပဲဖြစ်ကျွန်တော်နှစ်ခုလုံးပြောလို့ရတယ်ဥပမာ she is widowed ဒါဒီလိုပြောရင်သူမကမုတ်ဆိုးမှဖြစ်တယ် adjective အနေနဲ့သုံးထားတာဒါကိုယောက်ျားလေးဆိုရင်လည်း he is widowed ကျွန်တော်တို့အဲ့လိုပြောလို့ရတယ်အကယ် noun အနေနဲ့သုံးချင်တယ်ဆိုတော့ကျွန်တော်တို့က ed မပါဘဲနဲ့ widow ဆိုရင်မုတ်ဆိုးမှဘယ်လိုပြောရလဲဆိုတော့ကျွန်တော်တို့အဲ့မှာ she is a widow ဒါသူမကမုတ်ဆိုးမှတစ်ယောက်ဖြစ်တယ်အကယ်၍ယောက်ျားလေးဆိုရင်ကျွန်တော်တို့ကဒီလိုပြောပါတယ်he is a widower he is a widower ဆိုရင်သူကမုတ်ဆိုးဖို့တစ်ယောက်ဖြစ်တယ်ကျွန်တော်တို့ဒီလိုသုံးပါတယ်
ဟုတ်ကဲ့ဒီဗီဒီယိုနေပြီးတော့မှအကျိုးရရှိသွားလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်ဒီဗီဒီယိုကိုနှစ်သက်သဘောကျတယ်ဆိုရင် more ဆိုပြီးတော့မှဖော်ပြပေးပါပါနောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ကြရအောင်ကျေးဇူးများတင်ပါတယ်